ဒီတစ်ခါ power writer ထဲမှာလာပုံလေးတွေထည့်ပြီးတော့တို့က movie လေးလုပ်ကြည့်အောင်နော်ဒီမှာတို့ထည့်မဲ့ပုံလေးတွေကို open လုပ်မယ်ဒီပုံလေးပေါ့နော်ဒီပုံလေးတွေအကုန်လုံး select all လုပ်လိုက်ပြီးတော့ open လုပ်လိုက်ပြီးလို့ရှိရင်ပုံလေးတွေကိုဟုတ်လားကိုယ်စိတ်တိုင်းညာတပုံချင်းယူပြီးတော့ထည့်လို့လည်းရတယ်ပေါ့နော်ဒါမှမဟုတ်ရင်လည်း slow လုပ်ပြီးတော့အကုန်လုံးတန်းပြီးတော့ထည့်ရင်လည်းရတယ်အဲ့တော့တပုံချင်းထည့်ကြည့်တယ်နော်အဲ့ထည့်မယ်လေးထည့်နော်ရှင်းနောက်ပြောင်းတာပေါ့နော်ရှင်းနောက်ပြောင်းရင်အဲ့လိုလေးဆွဲပြီးတော့ပြောင်းလို့လည်းရတယ်ပေါ့နော်ပြီးရင်ဒါလေးထည့်မယ်ဒီကောင်ထည့်မယ်သူထည့်မယ်သူထည့်မယ်ဟုတ်ကဲ့ဒါလေးထည့်မယ်ထည့်မယ်အဲ့ဒါလည်းတော်တော်လေးစုံသွားပြီပေါ့နော်ထည့်နောက်တစ်ခုပုံတစ်ပုံဖွင့်လိုက်အောင်နော်ဒီပုံလေးဖွင့်လိုက်ဒီပုံလေးကိုထည့်နောက်တစ်ခါရှိလို့တော့ထည့်မတိကြောက်ထည့်အဲ့ဒါဆိုပုံလေးထည့်ပြီးသွားပြီပေါ့နော်လူပုံလေးထည့်ပြီးသွားပြီဆိုတော့ဒီပုံလေးတွေကြီးပဲလည်းပဲ run ကြည့်လို့ရတယ်အဲ့ဒါအောင်လုပ်ပြီးတော့ play ဆိုပြီးတော့ဒါပုံလေးတွေတူအတူပုံပြီးတပုံသွားမှာပေါ့နော် movie ကိုနှိပ်ထားမယ်နှိပ်ထားပြီးတော့ play လိုက်လဲဆိုရင်ပုံလေးတွေတပုံပြီးတပုံတူအတူပေါ်သွားမှာပေါ့နော်ကြည့်လို့လည်းကောင်းအောင်ဆိုရင်တို့က transition လေးထည့်မယ်ပေါ့နော် transition ကဒါလေးပေါ့နော် transition ဒါလေးအဲကြတော့ဒီနှစ်ခုကြားမှာထည့်လိုက်မယ် transition နော်ဒီနှစ်ခုကြားမှာထည့်လိုက်တာလေးပေါ့နော်ဒါကိုကြိုက်တဲ့ဟာလေးတွေကိုရွေးပြီးတော့ဒီမျိုးထည့်လို့ရတယ်ပေါ့နော်ကြားလေးဒီကြားလေးကိုထည့်အောင်မယ်ဒီကြားလေးဟောဒီကြားထည့်ပြီနော်ဒီကြားလေးကိုထည့်မယ်နောက်တစ်ခါကြားလေးကိုထည့်မယ်ဒီကြားလေးကိုထည့်မယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးကိုကြိုက်တဲ့ transition အမျိုးအစားလေးတွေကိုရွေးပြီးတော့လိုက်ထည့်လိုက်နော်transition လေးထည့်ပြီးဆို run ကြည့်တယ်အောင်စာနေပြီးတော့ run ကြည့်မယ် movie ဆိုပြီးတော့ဒါဆိုရင်သူကာကူကားစက်လေးနဲ့သူအဆင်ပြေသွားပြီပေါ့နော်နောက်တစ်ခုကတို့ကထင်းထည့်ပြီးဆိုတော့တန်လေးထည့်လိုက်အောင်ကြာကြာပြင်းစရာကြီးဖြစ်နေနော်ဒါလေးကိုနှိပ်ပြီးတော့သူ့ကိုတစ်ချက်နှိပ်ကြတော့တန်လေးကိုရောက်တယ်ဒီဘက်တူပြီဒီပေါ်ရွှေ့တယ်ရတယ်နော်အတန်လေးထည့်ပြီးတော့သူပိုတဲ့ဟာကိုတော့ဖြတ်ပြလိုက်မယ်နော်တန်လိုင်းကိုပိုတဲ့ဟာကို delete ဆိုဖြတ်လိုက်ဒီမှာအတန်
တုံးအနေမြင့်လေးပေါ့နော်တုံးအနေမြင့်လေးလုံးမယ်အဲ့လိုပဲဒီအဆုံးမှဆိုလို့ရှိရင်လည်းဟာနှစ်ခုလောက်ချတယ်ဒီလိုအနီလေးပေါ်လာဆိုအောက်ဆွဲချတယ်နော်အဲ့ဒါဆိုရင်ရတယ် movie ကိုပြောင်းထားမယ်ပြီးရင် play မယ်ဒီလိုမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင် movie လေးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီထဲမှာသူကဘာလို့သေးတော့ဆိုတော့သူကတိုက်တယ်ပေါ့နော်တိုက်တယ်လေးတွေမြည်ရတယ်ပေါ့နော်အဲ့တော့နေလေတဲ့ခါကျတော့ဒီမှာ modify ပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာ clean နှိပ်ပြီးတော့အဲ့တော့သူကဒီနေရာမှာပေါ့နော်မြန်မာလိုပေါ့မြန်မာလိုရိုက်မယ်အဲ့တော့မရိုက်ခင်မှာတို့ဒီမှာစလုံးဖောင်းကိုဘလူးပုံစံမျိုးလေးနဲ့ပေါ့နော်ကြိုက်တယ်ဆိုတာလေးရင်ရွေးပြီးကြရင်တော့တခါတည်းဒီဇိုင်းတာထွေထူးတာကြီးပြောင်းရမလို့ပေါ့နော်သူကလည်းနမူနာလေးလောက်ပြတာပေါ့အဲ့တော့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့တော့ဒီပုံစံအတိုင်းလေးကို select လုပ်ပြီးတော့မြန်မာဖောင်းပြောင်းမယ်ပေါ့နော်ဒီမြန်မာဖောင်းကတိတ်မကောင်းသေးဘူးဒီဖောင်းလေးပေါ့ဒီဖောင်းလေးနည်းနည်းကြီးလိုက်မယ်ကြီးလိုက်ပြီးတော့ဒီကောင် select မဲ့ပြီးတော့သူကသူ့ရွှေ့ခြင်းဘေးကို click ချပြီးသူ့တစ်ချက်နှိပ်ပြီးတော့ဒီမှာ fit ရွှေ့လို့ရတယ်နော်ဒါ fit ရွှေ့လို့ရတယ်ဒီနေရာနေပြီးတော့နော်ခုလိုမျိုး fit ရွှေ့လို့ရတယ်အဲ့တော့ဒါဆိုရင်ဒီပုံစံလေးအတိုင်းသူကထွက်သွားတာပေါ့နော်ဒီထဲမှာကိုကပြင်ကျင်ပါလေဆိုရင်ဒါတွေကိုနှိပ်ပြီးတော့လိုအပ်သလိုဒီကောင်တွေကိုအတူရော်တွေပေါ့နော် transparent နေပါလေပေါ့နော်နောက်တစ်ခါဒီကောင်ကြလဲအဲ့လိုပဲရိပ်ရဲ့အကွာအဝေးတွေပါပေါ့ဒါမျိုးတွေပေါ့ကိုပြင်ကျင်လည်းပြင်ပေါ့နော်အဲ့လိုပဲသွားကြတဲ့အကွတ်ပေါင်ကွတ်ဒီအကွတ်ကလေးတွေဒီအကွတ်ရဲ့အယောင်တွေပါတွေရွေးရင်လည်းဆိုလို့ရှိရင်လည်းသူကဒီမှာလာပြီးတော့ရွေးလို့ရတယ်ဒီအကွတ်ရဲ့အယောင်အကွတ်ကိုအကြီးသေးရတာပဲနော်ဒါကြီးသေးနောက်တစ်ခါဒါကတော့ဝါတာဒါကတော့ transparent ပဲနော်အဲ့ဘာမှထွေထူးမဟုတ်ဘူးဒီဟာကိုစိတ်တိုင်းညာမျိုးစုံလုပ်ပြီးပြီဆိုလို့ရှိရင်ဒီစလုံးလေးဟာဟာလားဘလို့ဝင်မလဲပေါ့နော်ဖိတ်အောင်ပေါ့နော်အဲ့ဒါဒီဟာလေးကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်တဲ့အခါကျတော့ဒါဖိတ်ရင်ဒါဖိတ်အောင်နော်အဝင်အထွက်လေးအဲ့တော့ဒီစလုံးမှာသူဘလို့မျိုးပေါ့နော်အဖက်လေးကိုနဲ့ဝင်မလဲဆိုတာကိုနမူနာကြည့်ရင်မိုးကိုနှိပ်လိုက်မယ်မိုးကိုနှိပ်လိုက်ရင်ဒါအဖက်နမူနာလေးနော်ဒီကိုတင်ကြည့်လိုက်တာနဲ့သူပေါ်လာမယ်အဖက်နမူနာလေးတွေဒီလိုမျိုးကြာလာမယ်ပေါ့နော်ကြာလာတဲ့အခါကျတော့ကိုကြိုက်တဲ့ဒီအဖက်လေးကို
click နှိပ်မယ်ပြီးရင် okay လုပ်လိုက်မှာဒါဆိုရင်ခုနကတော့ကိုရွေးလိုက်တဲ့ effect လေးတိုင်းဖြစ်သွားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အပြာလေးရှိရဒီမှာလိမ်မောရှိရဒီမှာအပြာရှိရအဲ့တော့ဒီအပြာဒီ effect လေးတွေအဝင်အောင်ပြဒီအပြာ effect လေးတွေအထွက်ကိုပြဒီကောင်ကတော့ပုံမှန်နေထားကိုပြတော့နော်အဲ့တော့ဒီအလဲကောင်းကြာချိန်ကိုပိုးကြာချိန်ကြလိုက်ဒီလိုမျိုးဆွဲပြီးတော့သူ့ကိုချဲ့လို့ရတာပေါ့နော်အဲ့ဒါမှလို့ချဲ့လို့ရတယ်ဒါကိုကြိုက်ပြီဆိုရင် okay လို့လုပ်မယ်ပြီးရင်ဒီမှာနာမည်ပေးမယ်ပေါ့နော် VECTOR vector ပေါ့နော်ပြီးရင် okay လို့နေတယ်အဲ့ဒါဆိုရင်ဒီမှာ vector ဆိုတဲ့နာမည်နဲ့မှန်သွားပြီနော်အဲ့ကြတော့ဒါကိုစတန်ထိုးမယ်ဆိုရင်သူ့ကိုနှိပ်ပြီးတော့သူ့ထည့်လိုက်လို့ရတယ်ပေါ့နော်ကိုစတန်ထိုးခြင်းတဲ့နေရာမှာသူ့ကိုသွားပြီးတော့ထားလို့ရတယ်ပေါ့နော်အဲ့ဒါရဟလာတဲ့ကိုများနေဒီလိုခြုံလိုက်လို့ရတယ်သူချိန်ပေါ့နော်အဲခြုံပြီးတော့ဒါမို့ဒီလိုကိုစရန်ထိုးခြင်းတဲ့နေရာမှာသူရွှေနောက်တစ်ခါထပ်ပြီးတော့ထည့်ခြင်းနေတယ်ဆိုတော့ copy လုပ်မယ်ပြီးရင်ကို paste လုပ်မယ့်နေရာမှာဒီဟာလေးကိုထားပြီးတော့ right click paste ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်နောက်တစ်နေရာမှာစရန်ထိုးတာပေါ့နော်အဲ့လိုပဲဒီနေရာမှာထပ်ပြီးထိုးမယ်ဆိုလို့ရှိရင်လည်းသူ right click paste ပေါ့နော်အဲ့ဒီလိုနေရာဖြင့်စရန်ထိုးလို့လည်းရတယ်ပေါ့နော်ကိုလိုမျိုးစိတ်လေးတွေလည်းထည့်ပြီး transition လေးတွေလည်းထည့်ပြီးဆိုတဲ့အခါကျတော့ဒါနမူနာစမ်းပြီးဖွင့်ကြည့်အောင်နော်အဲဒီမှာဒီမှာ movie ကိုနှိပ်ထားတယ်ပြီးရင်ဒီလိုမျိုးလေးပေါ့နော်ဒါဆိုလို့ရှိရင် movie လေးဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီထဲမှာသူကဘာလို့သေးတော့ဆိုတော့သူကတိုက်တယ်ပေါ့နော်တိုက်တယ်လေးတွေမြည်ရတယ်ပေါ့နော်အဲ့တော့နေတဲ့ခါကျတော့ဒီမှာ modify ပေါ့နော်ဒါလေးတစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာ click နှိပ်ပြီးတော့အဲ့တော့သူကဒီနေရာမှာပေါ့နော်မြန်မာလိုပေါ့မြန်မာလိုရိုက်မယ်အဲ့တော့မရိုက်ခင်မှာတို့ဒီမှာစလုံးဖောင်းကိုဘယ်လို